အိမ်တစ်လုံးပိုင်ဖို့အခုလိုနေရာဒီမှာကိုယ်တိုင်ပင်ပန်းခံပြီးလိုက်ရှာနေအောင်မှာလားရိုင်အခုတင်ဆက်ပေးနေတဲ့ property deal of the week အစီအစဉ်ကရိုင်တို့တပတ်တာလုံးမှာအကောင်းဆုံးအိမ်ချက်မြေ listing တွေကိုစုပေးထားတာမလို့မိမိအိမ်ကနေတဖွာမှမခွာဘဲနဲ့ဖုန်းလေးဖွင့်ထားရုံနဲ့ကြည့်ရှုနိုင်ပြီနော်မင်္ဂလာပါရှင် KK Real Estate ကကေခိုင်မဲဖြစ်ပါတယ်ရှင်ရိုင်တို့ရဲ့ property deal of the week အပိုင်း9ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ရှင်ပိတ်ရက်မှာမိသားစုနဲ့အတူအနားယူရင်တိုင်ပင်ဆွေးနွေးပြီးတော့နေအိမ်လေးတစ်လုံးဝယ်ယူဖို့စဉ်းစားနေတယ်ဆိုရင်အဆုံးထိကြည့်ဖို့မမေ့ပါနဲ့နော်ဒီတစ်ပတ်မှာလည်းစိတ်လှုပ်ရှားစရာကောင်းတဲ့နေရာကောင်းဈေးတန် properties အယောင်းလေးတွေပါဝင်လာမှာမဟုတ်လို့အခုပဲစလိုက်ရအောင်ရှင်ပထမဆုံးအနေနဲ့အရှိတကုံမြို့နယ်ကမြေကွက်ကျက်တစ်ခုနဲ့မိတ်ဆက်ပေးကြပါတယ်ဒီမြေကွက်ကရှေ့တကုံ10ရက်ကွက်ရဲ့အဓိကမိန်းလမ်းမကြီးဖြစ်တဲ့ဘိုစောနောင်လမ်းမတဲပေါက်ကဝင်ရတဲ့နေရာကောင်းမှရှိပါတယ်မြေကွက်အကျယ်က86ပေ68ပေတောင်ကျယ်ဝန်းတာမလို့ကိုပိုင်းလုပ်ငန်းလုပ်မလားတောင်းမို့ရင်ဂိုးတောင်စောက်မလားဒါမှမဟုတ်ချဲကျဲမှာမိမိတို့စိတ်ကြိုက်အိမ်ဆောက်နေမလားစိတ်ကြိုက်ဖန်တီးလို့ရပါတယ်ရှင်ပိုင်ဆိုင်မှုကလည်းဂဲအမီပေါင်းဖြစ်တဲ့အတွက်ခိုင်မာမှုအတွက်ကလည်းလုံးဝစိတ်အေးရမှာပါဒီလိုနေရာကောင်းလမ်းမကြီးအနီးကမြေကွက်ကျဲကိုရောင်းစေးက38,500ပဲခေါ်ထားတာမလို့အရှိတကုံမှာနေရာကျဲဝန်းရှာနေတဲ့လူတွေအတွက်တော့လုံးဝလက်မလွတ်သင့်တဲ့အခွင့်အရေးပဲဖြစ်ပါတယ်ရှင်ဒီတစ်ခါမှာတော့ပုံထဲမှာမြင်နေရတဲ့အတိုင်းရိုင်တို့ modern minimalist design နဲ့တကယ်ကို stylish ဖြစ်တဲ့နှစ်ထပ်အိမ်အသစ်ဆက်ဆက်လှလှတွေတစ်လုံးကိုရောင်းပေးစမှာတယ်ရှင်ဒီအိမ်လေးကတော့ရိုင်တို့သင်္ကန်းကျွန်းမြို့နယ်4000ကန်လမ်းမကြီးပေါ်ကမေခအိမ်ယာထဲမှာရှိတဲ့မေခတလန်းထဲမှာတည်ရှိတဲ့အိမ်လေးပဲဖြစ်ပါတယ်မြေအကျယ်35ပေ55ပေပေါ်မှာဆောက်လုပ်ထားတဲ့အိမ်လေးပဲဖြစ်ပါတယ်ရှင်အတွင်းပိုင်းမှာလည်းရန်တို့ master bedroom 3ခန်း main room တစ်ခန်းအပြင်အတွင်းပြင်ကိုလည်း interior အစအဆင့်မြင့်လေးပြင်ဆင်ပေးထားပါတယ်ရှင်ဒီလို modern vibe အပြည့်ရှိတဲ့နေရာကောင်းအိမ်လှလှလေးရဲ့ရောင်းစေးကိုသိစနေရပြီလားရှင်33,000ပဲဖြစ်ပါတယ်ရှင်သင်္ကန်းကျွန်းမြို့နယ်အိမ်ယာကောင်းမှာအိမ်ကောင်းရှာနေတဲ့သူတွေအတွက်တော့အမိအယဝယ်ယူထားတဲ့အခွင့်အရေးလေးဆိုလဲမမားပါဘူးရှင်ဒီတစ်ပတ်ရဲ့နောက်ဆုံးပိတ်အနေနဲ့ကတော့ရန်ကင်းမြို့နယ်မှာလူကြိုက်များလာတဲ့အခုအချိန်မှာတရားဝင် BCC လဲကျသွားပြီဖြစ်တဲ့ကံဘဲတာဝါကအခန်းလေးတစ်ခန်းကိုရောင်းချပေးကြပါတယ်ရှင်ဒီအခန်းလေးကအလွှာနှိမ့်စိတ်တဲ့သူတွေအတွက်ကတော့စိတ်တိုင်းကြစေမဲ့အခန်းလေးပဲဖြစ်ပါတယ်ရှင်။ Veranda နဲ့အိတ်ခန်းအကြည့်ရင် swimming pool view ကိုရော city view ကိုပါတပြိုင်နက်ခံစားရစေမဲ့အခန်းလေးပဲဖြစ်ပါတယ်ရှင်။အခန်းအကျယ်က800 square feet ကျယ်ဝန်းပြီးတော့အိတ်ခန်း2ခန်းပါဝင်မှာဖြစ်ပါတယ်ရှင်။ Isn't ready to give them. အခန်းထဲမှာလည်း fully decorate အနေနဲ့အဆင့်မြင့်ပြင်ဆင်ပြီးသားအခန်းလေးပဲဖြစ်ပါတယ်ရှင်ဒီလိုချက်ချကြတဲ့ရန်ကင်းမြို့နယ်မှာ facility လဲကောင်းအဆင့်လဲမြင့်နဲ့ပြင်ဆင်ပြီးသားအခန်းလေးကို36,600နဲ့ရမှာဆိုတော့တကယ်ကိုဈေးတန်တဲ့ရွေးချယ်မှုပါပဲရှင်အခုပြန်ရွေးချယ်ပေးခဲ့တဲ့ listing လေးတွေကအိမ်ချက်မြေဝယ်ယူမဲ့လူချင်းမတို့အတွက်စိတ်တိုင်းကြမဲ့ရွေးချယ်မှုတွေဖြစ်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်အလုပ်တွေဘလောက်ပဲရှုပ်အခု property deal of the week ထဲကအိမ်ချက်မြေတွေကမှာလူချင်းမတို့အသေးစိတ်သိစင်နေတဲ့အကြောင်းအရာရှိပြီဆိုရင်ကျန်တို့ရဲ့ KK Real Estate ကိုဖုန်းလေးတစ်ချက်သာဆက်လိုက်ပါရှင်ကျန်တို့ကအမြဲအစင်သင်ရှိနေမှာပါရှင်လာမယ့်အပတ်စဉ်တင်ဆက်မှုတွေမှာလည်းဒီချက်ပို့ပြီးထူကြတဲ့ property deals တွေယူဆောင်ပေးအောင်မှာမလို့ဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်